ဇလန်းအစမှာတော့လူမိုက်တွေရဲ့အနိုင်ကျင့်ခြင်းကိုခဏခဏခံနေရတဲ့ဂီရောဝါစီမဆိုတဲ့ကောင်လေးတစ်ယောက်အိမ်ပြန်လာခဲ့တယ်။သူကသူ့အိမ်ကနချီဆိုတဲ့ခွေးလေးကိုအဲ့ဒီလူမိုက်တွေကငါ့ကိုထူးဆန်းတဲ့တိရစ္ဆာန်စကားနားလဲသူဆိုပြီးဝိုင်းလောင်နေကြတယ်လို့ရင်ဖွင့်ပြီးညှဉ်းညူနေခဲ့တာပေါ့။အဲ့ဒီအခါ Granny Nutshell လို့ခေါ်တဲ့ခွေးအိုကြီးကသူများနဲ့မတူပဲကွဲပြားနေတာဟာတကယ်တော့လှပတဲ့အရာတစ်ခုပါဆိုပြီးသူ့ကိုနှစ်သိမ့်ပေးရှာတယ်။ဘာလို့လဲဆိုတော့မင်းမှာတခြားသူတွေမရှိတဲ့ထူးခြားတဲ့ပါရမီအစွမ်းတွေရှိနေလို့ဒီတော့ကတော့ Granny Nutshell ပြောတာကိုတိတ်နားမလဲပေမဲ့ Granny Nutshell ကတော့မင်းကြီးလာရင်အလိုလိုနားလဲသွားမှာပါလို့ပြောခဲ့တယ်။နှစ်အနည်းငယ်ကြာသွားတဲ့အခါမှာတော့ထုံးစံအတိုင်းဂီရိုတယောက်တိရစ္ဆာန်လေးတွေကိုအနိုင်ကျင့်နေတဲ့လူမိုက်တစုနဲ့တိုးပြန်ရောလူမိုက်တွေကသူတို့ရဲ့ဆရာကြီးဟာမိစ္ဆာကိုင်းဒဲမာငွေကူရဲ့ခေါင်းဆောင်ဆိုပြီးလာကြွားလုံးထုတ်ကျိမ်းမောင်းနေကြတာဒီတော့ကလည်းအလျှော့မပေးပဲသူများအားကိုးပြီးဟန်ဆောင်နေတဲ့ကောင်တွေဆိုပြီးပြန်ဆွားလိုက်တာပေါ့လူမိုက်ကောင်းဆောင်ကဂီရောကိုလက်တီးနဲ့ထိုးပေမဲ့ဂီရောကအตาလေးရှောင်ပြီးမြစ်ထဲလွင့်သွားအောင်ကန်ချလိုက်တယ်သူတို့ဆရာကြီးအလွယ်တကူအလဲထုတ်ခံလိုက်ရတာမြင်တော့ကျန်တဲ့လူမိုက်နှစ်ယောက်ပြတလဲနဲ့ဝိုင်းချကြပေမဲ့အကုန်လုံးမြစ်ထဲကိုတယောက်ပြီးတယောက်ရောက်ကုန်ကြတယ်လူမိုက်တွေငိုယိုပြီးထွက်ပြေးသွားကြတဲ့အခါအသက်ဘေးကလွတ်သွားတဲ့ကြီးကန်းတဲ့ကြောင်လေးကဂီရောကိုကျေးဇူးတင်ကြပေမဲ့နောက်မှကလဲစားချေခံရမှာကိုလည်းစိုးရိမ်နေကြတယ်ဂီရောကတော့ဒါမျိုးတွေနေသားကြနေပြီးမို့မစိုးရိမ်ဘူးနဲ့တိရစ္ဆာန်လေးတွေကိုလည်းရန်သူတွေနဲ့ဝေးနေဖို့မှာပြီးအိမ်ပြန်လာခဲ့တဲ့ဒိုဂျိုတောက်ဂျိုကိုရောက်ချင်းပဲအဖိုးကြီးတယောက်ကရန်ခဏဖြစ်ရမလားဆိုပြီးဂီရောကိုစူပူချင်းမောင်းပါလေရောမင်းကိုစပင်းညက်ကကြီးလို့နင်ဂျာကိုခံပညာရှင်းနောက်ပဲ martial arts တင်ပေးထားတာလမ်းတရဲလို့ရန်ပက်ရှာဖို့မဟုတ်ဘူးလို့အဖိုးကြီးကအော်ငေါက်တယ်ဂီရောကအဖိုးကြီးကိုကြောက်ဖြစ်ရုပ်ကျွန်းကြီးလို့ပြန်ပြောလို့အဖိုးကြီးဒေါသထွက်ပြီးနင်ဂျာသားမြောင်တွေနဲ့လှမ်းပစ်လို့မနှဲရှောင်လိုက်ရသေးတယ်အဖိုးကြီးကသူတို့ဘိုးဘွားစင်ဆက်ရှော့ကမင်းကြီးစီကရခဲ့တဲ့အမွေနှစ်ဓာတ်ကိုထုတ်ကြွားပေမဲ့ဂီရောကအတူကြီးပါလို့ပြောလိုက်လို့စိတ်တူပြီးပတ်ဝန်းကျင်ကတကားတွေကိုရှောက်ခုတ်ပစ်တော့တာပဲနောက်တော့ပျက်စီးသွားတဲ့တကားတွေကိုပြန်ပြင်ရင်းဂီရောတယောက်တည်းညီးတွားကြံခဲ့တဲ့အဖိုးကြီးကတော့ပွဲတော်သွားဖို့အပြင်ထွက်သွားခဲ့တဲ့ချက်ချင်းဆိုသလိုစောစောကကြီးကန်းလေးပြန်လာပြီးတောနက်ထဲမှာကြောင်တကောင်အနေနဲ့ကျုံနေလို့လာခဲ့ဖို့အော်ပြောတာနဲ့ဂီရောလည်းချက်ချင်းလိုက်သွားခဲ့တဲ့တောထဲမှာဒဏ်ရာပြင်းထန်ရထားတဲ့ကြောင်လက်လေးကိုတွေ့တော့ဂီရောကကဲတင်ဖို့ကြကိုးစားတဲ့အဲ့ဒီအချိန်ကြောင်လေးရဲ့စိတ်ထဲမှာတော့အမောင်ဝိညာဉ်နဲ့ဆိုရက်ကုတ်ကနိုးထဖို့ညှင်းဆန်နေတာပေါ့နောက်တော့ရိတ်ကုတ်တယောက်ဂီရောရဲ့အခန်းထဲမှာကြောင်ကိုခန္ဓာနဲ့နိုးလာခဲ့တဲ့ဂီရောကအစာကျွေးရင်သူ့နာမည်ကိုမေးပေမဲ့ကြောင်လေးကစကားမပြောဘဲနေတာကြောင်လေးကစိတ်ထဲကနေဒီကောင်ငါညောင်ညောင်လို့အော်လဲနားလဲမှာမဟုတ်တဲ့ငတုံးပဲလို့ဆဲလိုက်ပေမဲ့တရိတ်ဆန်စကားနားလဲတဲ့ဂီရောကမင်းကငါ့ကိုငတုံးလို့ပြောတာလားဆိုပြီးချက်ချင်းပြန်မေးလိုက်တယ်လန့်သွားတဲ့ကြောင်လေးကဆိုဖာအောက်ပုံနေပေမဲ့ဂီရောရဲ့ကြောင်စာကျွေးတဲ့ဖြူဟာကြောင့်အตาလေးထွက်လာခဲ့ရတယ်သူကကြောင်မဟုတ်ပဲမသေးနိုင်တဲ့မော်နာလုံးမိုနိုကက်နတ်ဆိုးတကောင်ဖြစ်တယ်လို့မိတ်ဆက်တဲ့ဂီရောကမော်နာလုံးဆိုတာဘာလဲမသိလို့မေးတဲ့အခါမှာတော့ရက်ကာကငါတို့ကလူအသွင်ပြောင်းနိုင်တယ်လို့တောတောင်ထဲမှာနေထိုင်ကြတဲ့တက်ရှိတွေလို့ရှင်းပြတယ်သူဟာတခြားနတ်ဆိုးတွေရဲ့ဝိုင်းတိုက်ခိုက်မှုကိုခံခဲ့ရတာဖြစ်တယ်လို့ပြောတယ်ရက်ကောက်ကသူ့ရဲ့အစွမ်းတွေကိုတခြားသူတွေစီမငားခြင်းလို့အတိုက်ခိုက်ခံရတာဖြစ်ပြီးသူများအစွမ်းကိုအောက်လန်းနီးနဲ့လိုချင်တဲ့ကပ်ပါကောင်တွေကိုမုန်းတယ်လို့ပြောပြတယ်တစ်ဖက်မှာလည်း Kishimagin နဲ့ Sheba ဆိုတဲ့လှုပ်ဝက်အဖွဲ့ဝင်တွေကတောထဲမှာ Riker ရဲ့တွေးကွက်တွေကိုရှာဖွေတွေ့ရှိပြီးနောက်စစ်ကူတွေခေါ်ပြီးလိုက်လံအမဲလိုက်ဖို့ပြင်ဆင်နေကြပြီးအိမ်မှာတော့ Bureau ကအကြောင်းလေးကိုရေချိုးပေးရင်းနားကျဲအကြောင်းတွတ်တာပြောပြနေခဲ့တယ်အဲ့ဒီညမှာ Riker ကတိတ်တဆိတ်ထွက်ပြေးဖို့ကြိုးစားပေမဲ့ Kira ရဲ့ Ninja ခွဲကိုပွားနည်းပညာDecoy Technique ခေါ်ကြောင့်မိသွားတဲ့ Riker ကဒေါသထွက်ပြီးသူ့ရဲ့ကြောက်စရာအမှောင်စွမ်းအင်Blackara တွေကိုထုတ်ပြလိုက်တယ်အဲ့ဒီအချိန်မှာပဲအထူးပြောင်းလဲထားတဲ့မိစ္ဆာဘီလူကြီးတကောင်ရုတ်တရက်ရောက်လာပြီး Riker ကိုဖမ်းဖို့ကြိုးစားတော့တာပဲ Riker က Kiro ကိုကာကွယ်ဖို့အတွက်ဘီလူကြီးကိုတောထဲခေါ်ထုတ်သွားခဲ့တယ်ဒဏ်ရာရထားတဲ့ Riker ဟာဘီလူကြီးရဲ့အပြင်းထန်ရိုက်နှက်ခြင်းကိုခံလိုက်ရတယ်ဘီလူကြီးကသူ့အစွမ်းတွေကိုလိုချင်လို့လာဖမ်းတာလို့ပြောတဲ့အခါ Riker ကလည်းအသက်ကုန်ပြန်ချဖို့ပြင်ဆင်တယ်အဲ့ဒီအချိန်မှာပဲ Kiro ကဓားဟောင်းကြီးကိုကင်ပြီးလေထဲကနေဖျက်ချကာဘီလူကြီးရဲ့လက်မောင်းတစ်ဖက်ကိုဖျက်ပစ်လိုက်တယ်ဒါပေမဲ့ဘီလူကြီးကသူ့ရဲ့အစစ်အမှန်ကြောက်စရာပုံစံကိုပြောင်းလဲလိုက်ပြီးဂီရာရဲ့နင်ဂျာစွမ်းရည်ကိုချီကျူးရင်းပြန်တိုက်ခိုက်တဲ့တိုက်ပွဲအတွင်းမှာဘီလူကြီးရဲ့ထက်မြက်တဲ့လက်သေးတွေကဂီရာရဲ့ရင်ဘတ်ကိုဖောက်ထွက်သွားပြီးဂီရိုတယောက်တေးလူမျိုးပါဖြစ်သွားခဲ့ရရှာတယ်သူ့ကိုကယ်ဖို့ကြိုးစားရင်းတေးအန်ဆဲဖြစ်သွားတဲ့ဂီရာကိုကြည့်ပြီးရိုက်ကောက်ကအယမ်းစိတ်မကောင်းဖြစ်သွားတယ်ဒါကြောင့်ရိုက်ကောက်ကသူ့ရဲ့အသက်နဲ့အမှောင်စွမ်းအင်အားလုံးကိုဂီရာရဲ့ခန္ဓာကိုယ်ထဲထည့်သွင်းပြီးအသက်ကယ်ဖို့ဆုံးဖြတ်လိုက်တယ်နတ်ဆိုးမိုနိုကဲနဲ့ပေါင်းဆက်သွားပြီးနောက်ဂီရာရဲ့ရင်ဘတ်မှာစမ်းကြဲတဲ့အမတ်အသားတစ်ခုပေါ်လာပြီးအစွမ်းထက်ဆုံးစွမ်းရည်တွေရရှိသွားခဲ့တယ်သူကလက်တီးတစ်ချက်ထဲနဲ့တင်အဲ့ဒီဘီလူကြီးကိုအမှုန့်ကျိတ်ပြီးငရဲကိုပို့ပေးလိုက်ပါတော့တယ်ဇလန်းအဆုံးမှာတော့အစိုးရရဲ့လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့
Bureau of Espionage ကရောက်လာပြီးတတိလစ်သွားတဲ့ Gerald ကိုဆေးရုံပို့ဆောင်လိုက်ကြပါတော့တယ်